တော့လူတယောက်ဒီကနေ့မှာအာယုံ၃မျိုးထင်တယ်လေကံရယ်ကံမနမိတ်ရယ်ဂတိနမိတ်ရယ်ထင်တယ်အဲ့မှာ၃မျိုးပါကံဆိုတာကသူလုပ်ခဲ့တဲ့ကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်တွေပေါ့ပေါ်တာပေါ့ဥပမာဝတ်တွေကြက်တွေတက်ပြီးတော့စီဝါရှာနေတဲ့လူတွေဆိုလို့ရှိရင်ပေါ့ဒီကနေ့မှာဝတ်တွေကိုတက်နေတဲ့ပုံကြက်တွေကိုတက်နေတဲ့ပုံတွေသူပေါ်လာမယ်နော်ဒါကြီးကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်ဆိုရင်လည်းတန်ဃာတော်တွေကိုဆုံးကတ်နေတဲ့ပုံတရားထိုင်နေတဲ့ပုံပေါ့နော်သီလဆောက်နေတဲ့ပုံတရားနာနေတဲ့ပုံအဲ့ဒါတွေကိုပေါ်လာတတ်တယ်ဒါကိုကံနမိတ်ကံလို့ခေါ်တယ်ကမ္မနမိတ်ဆိုတာကသူနဲ့ပတ်သက်တဲ့အဝန်းကျင်ကဟာတယ်ဥပမာဝတ်တက်ကြတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဝတ်တွေပုံတွေနွားတွေပုံတွေလှမ်းတွေပုံတွေနော်သွေးတွေအဲ့ဒါမျိုးတွေဆက်ဆက်တဲ့ဥစ္စာတွေပေါ်လာတာကိုကမ္မနမိတ်လို့ခေါ်တယ်အလုပ်လုပ်တဲ့ပုဂ္ဂိုလ်ဆိုရင်လည်းဘုန်းကြီးအာယုံတွေဖျားပုံတွေပေါ်လာတယ်ဒီကနေ့မှာဖျားပုံပေါ်တယ်ဘုန်းကြီးပုံတွေပေါ်တယ်သင်္ကန်းပုံတွေပေါ်လာတယ်ကျောင်းပုံတွေပေါ်လာတယ်ဇေဒီပုံတွေပေါ်လာတယ်အဲ့ဒါဆိုရင်ကမ္မနမိတ်လို့ခေါ်တယ်နောက်ဂတိနမိတ်ပေါ်နေတာကြားရတာခုနကသူသွားမယ်ပုံငရဲသွားမဲ့ပုဂ္ဂိုလ်ဆိုရင်ငရဲမီးတွေငရဲခွေးတွေပေါ့နဲ့ဒီသွားမဲ့ပုဂ္ဂိုလ်ဆိုရင်နဲ့ယထာတွေနဲ့ပန်းနဲ့ပိမှန်တွေဒုတိယတန်တွေသူကြားရတာပေါ့နော်အဲ့ဒါဂတိနမိတ်လို့ခေါ်တယ်အဲ့ဒါဒီ၃မျိုးတစ်ခုခုတော့ပေါ်ကြတာကြီးပဲအားလုံးကဂတိနမိတ်ပေါ်တာမဟုတ်ဘူးတချို့ကကံပေါ်တယ်တချို့ကကံမနမိတ်ပေါ်တယ်တချို့ကဂတိနမိတ်ပေါ်တယ်၃မျိုးလုံးတော့မပေါ်တတ်ဘူး၃မျိုးကတစ်ခုခုပေါ်တတ်တယ်ပေါ့နော်အဲ့ကြောင့်လူတိုင်းဒီကနေသွားမဲ့ပုံကိုမြင်လဲဆိုတာတော့မဟုတ်ဘူးမြင်လာလဲရှိတယ်မမြင်လာလဲရှိတယ်နော်နောက်မေးခွန်းတစ်ခုကခေါင်းပါလဲ